ရမှာအခုပေါက်တဲ့ကတ်ဆယ်မဲလေးလုံးလိုက် ညညလေးအခုသိမ်းဖို့ဝယ်ထားရင်တော့အခုလက်မှတ်တစ်ဆောင်ဖြတ်ပေးရမယ် ဟုတ်ပါဟဲ့ သိနေတယ်အားပဲပေါက်ပစ္စည်းတွေလည်းတော်ဆုံးလိုက်တာနော်ကျမတွေဆုံးရှိရတယ်ဒါလေးရှင်းတော့မယ်နော်မလေးဝယ်တာစုစုပေါင်းတစ်ပိတ်ကျော်ပါပြီဆိုတော့ညီကတ်ဆယ်မဲ့ပူပူတစ်ဆောင်ရတယ်နော်ငါတို့ဆိုင်မှာ promotion အခုတစ်သိန်းပို့ပြီးလို့ရှိရင်ကိုကိုတစ်ဆောင်ရဲ့စီစဉ်ရှိရဲ့နော် ဟာလားတိမ်မဝင်ကိုကိုတစ်ဆောင်ရနေပြီပေါ့ ဟုတ်တယ်ညီမလေးအဲ့ဒီ promotion တွေငါတို့ဆိုင်မှာရှိရဲ့နော်လက်ရှိ ဟောမိုက်တံဟောဒါဆိုရင်တော့ကျေးဇူးပါမိုက် ကျေးဇူးပါညီမ โอ လေး เคပါဟုတ်ကဲ့ မနံပါတ်လေးနဲ့ဖုန်းနံပါတ်လေးပြောပေးနော် ခမရတူရှင့်ဖုန်းနံပါတ်လေးက09985803အော်ဒါနဲ့ညီမလေးဒီကန်ဆယ်မဲ့ကူပုံလေးတွေထဲမှာဘာတွေပါလဲနော် ကိုပိုထဲမှာဆိုရင် iPhone 17 Pro Max iPhone 17A Dyson Hand Dryer နဲ့ Pocket 3ရဲ့ရွှေဆွဲပြသုံးပြပါရဲ့မှာ ဟဲ့ကန်ဆယ်မဲ့တွေကလည်းအများကြီးပဲနော်ညီမလေးဒါနဲ့လေဒီကန်ဆယ်မဲ့လေးတွေကလေဘယ်နည်းဖောက်ပေးမှလည်းမသိဘူး ကြတော့တလပိုင်း19ရက်ကြာမဲဖောက်ပေးမှာမှစိုက်ပွေးပွဲလေးနဲ့လေ တစ်လပိုင်း19ရက်နေ့မှာစိုင်းပွင့်ပွဲနဲ့အတူကန်ဆယ်မဲ့တွေဖောက်ပေးမှာပေါ့ ဟုတ်ကဲ့မ ဟဲ့မိုက်လိုက်တာမင်းမြန်ဦးမီနေမကဒါဆိုလို့လေအမရဲ့တငယ်ချင်းတွေကိုလည်းဒီမှာဆိုင်ဝင်ဝဲကြီးကိုလေလာလို့ရတယ်ဆိုတဲ့အကြောင်းလည်းပြောပြလိုက်အောင်မယ်ကန်ဆယ်မဲတွေပေးနေတယ်ဆိုတဲ့အကြောင်းလည်းပြောပြလိုက်မယ်နော် ဟုတ်ကဲ့ပါမတငယ်ချင်းနဲ့ခေါ်ပြီးတော့ထပ်လာအားပေးအောင်နော် ဟုတ်ကဲ့ပါစိတ်ချနော်နောက်တစ်ခါပြန်လာခဲ့ပါမယ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းဆက်ဆက်လာခဲ့မယ်နော် ဟုတ်ကဲ့မိုင် ဟေးမင်းတို့ညဘယ်တွေပြောက်လဲငါဆိုင်မလာလဲကြာပြီနော် မပြောက်ပါဘူးတကယ်ကြီးရဲ့အခုတော့ငါအမအိမ်မှာဘာမှမရှိလို့အိမ်ဆောက်ပေးနေရလို့မင်းစီငါမလာဖြစ်တာ ဟုတ်တယ်ငါတို့အလုပ်ရှုပ် ပြအခုစားယူရတယ်ပတ်စံတစ်ခါရှင်းသွားတော့ မင်းရှင်းတယ်ဟုတ် ရှင်းမှာပါကွာမင်းရတယ်စားနေတော့နေတဲ့ဟာ ပြဟိုတစ်ခါတော့လည်းမင်းတို့စားယူပတ်စံမပြောဆိုငါမှငါ့ကိုပွန့်နေတယ်ကွာ အဲဒီတစ်ခါအကုန်ပေးမယ်ကွာအရင်တစ်ခါဟောဒီတစ်ခါဟောတစ်ခါလေးပေးမယ်ဟုတ်ပြီလား ပြီးတော့ မင်းကကောက်ကောက်မှတားရတော့ဟဲ့ဒါ ဟဲလုံနေဟဲနာမည်နဲ့မှာအကျွေးစင်းနဲ့မှာပြည့် ပြီးမှာပါ ကျွေးကြည့်တာ စားနော် ညဟောတကယ်ချင်းချင်းဘာလို့လို့ အေးပါဟုတ်လား ဟောမှာပဲ မြို့လူဆောင်တက်ဆောင်ပါလား ဟာမခိုင်ဘယ်ပြန်လာ မြို့ရဲကနေပြန်လာတာဟေ့ တက်တယ်မလဲတို့ဘူးဘာရဲဟာ ဟာမင်းမြတ်ဦးဆိုင်ကနေပြီးငါစကင်ကဲတွေဝယ်လာတာဒီမှာနေတော့ငါပြကြရှိရဲဒီမှာကြည့်အခုဆိုလို့ရင်မင်းမြတ်ဦးဆိုင်ကလေစကင်ကဲတွေဝယ်လို့ရင်သူ့ဆိုင်ကပေါ့ဟာဘာပဲဝယ်တသိန်းမို့ပြည့်တာနဲ့ तू ကကူပုံတစ်ဆောင်လက်ဆောင်ပေးနေတာ အားကိုမှုလဲနေရ ဟာကန်ဆောင်မဲ့ကူပုံလေးဟာနေရလဲအမကြည့်ကြည့်လိုက်နင်တို့လိုချင်နေတဲ့အမ iPhone 17 Pro Max လည်းပါတယ်မျက်ကွန်လိုချင်တဲ့ပါလဲOsmo Pocket 3လည်းပါသေးတယ်လိုချင်တဲ့ဟာ ဒါမင်းလို့ကျင်တဲ့ Osmo Pocket 3 ဟုတ်တယ် ငါတို့တငယ်ချင်းတွေအကုန်ခီးသွားတာပဲဖြစ်ဖြစ်ဇလန်တွေရတယ်ပဲဖြစ်ဖြစ်ဘလော့ကြိုက်ဖို့အတွက်ရအောင်တော့ပဲရအောင်ဟိုဆို pocket 3အဲ့ဆိုင်မှာငါတောင်းဝယ်မရအောင် စကုပရိုမတ်နဲ့လိမ္မော်ဒီလိမ္မော်ရောင်ကွာကြိုက်လိုက်တာ ပစ္စည်းတောင်းဝယ်လို့တသိန်းမှုပြည့်ကန်ဆယ်မဲ့တစ်ဆောင်ဆိုတော့ငါအဆောင်လေးကပေါက်လိုက်ရတော့ပတ်တိပဲငါလိုချင်တဲ့ ဟုတ်တယ်ဟုတ်တယ် ငါတို့လိုက်ပေါ်လိုက်ဆိုင် ပြီလား အေးပါစိတ်ချငါမလည်းပြန်ကြလာခေါ်မယ် ဒီဦးညောငါဒီဖြူဖြူလေးကွာ iPhone 8လေးလိုချင်တယ်ကွာပပကြီးကြီးလေးနေလိုက်တယ်ကွာ တော့ကြိုက် ညတို့လာခေါ်နော် အေးပါလာခေါ်ပါမယ်နင်စိတ်ချ အားလုံးပဲကြာရင်ဒီမှာစောင်းနေမယ်နော် အေး နေဆက်ဆက်လာခဲ့နော်တကယ်ချင်း လာခဲ့မယ်စိတ်ချ နေမတော်ရင်ငါမောက်ကျွေးဆောက်အောင် အေးပါဟဲ့နင်ကလည်း မနေ့ကနေစကင်ကတော့ဝယ်ပြီးတော့အကျွေးကြတော့မဆောက်ဘူးနော် နင်ကလည်းဆက်ပါမယ်ဟဲ့အမလည်းမသိ အဲ့နေအကျွေးမဆောက်ပါဘူးလား ဟာနောက်နေ့ကျမှဆက်တော့မယ်ဟာ ဟ
ဟုတ်ဒီလိုတွေပြောလိုက်အဲ့ဒီတိုင်းကြီးပဲ ဟုတ်ကဲ့လိုချင်လိုက်တာကွာဖြူဖြူလေးနဲ့ချစ်စရာ ငါမှလည်းငါပတ်ဆက်တောင်းတော့ဒီခါကျရင်ငါသူ့လိုချင်တဲ့ဟာတွေငါဝယ်ပေးလိုက်မယ် ငါဓာတ်ပုံလာလာလေးကို ဇမ်မဲမှာငါလက်မကပိုစပိုပေါက်ကတိပေါက်မှာကွာ ။ငါပြောပြမယ်တကယ်ချင်း။မနေ့ကကြာရင်ငါအမှတော့ဝယ်ဖို့အတွက်ပတ်စံရှိတော့ရှိရ။မင်းတို့ကဒီနေ့မဆက်သေးဘူးကွာ။အကျွေးဆောင်ရမယ်ကွာ။တော့တကယ်ချင်းနော် နာမည်မှာ ။ဟုတ်ပြီတကယ်ချင်း ငါတို့အရင်ဆုံး ။နောက်နေ့ကျရင်ငါဆက်မယ်နော်။မင်းတို့ဥစ္စာမှာငါဝယ်ပြီးတော့ပတ်စံပေါ်တဲ့ခါကျရင်မင်းတို့လာဆက်မယ်ဟုတ်ပြီလား နောက်နေ့ပြန်လာဆောက်မယ်နော် ။ဟုတ်ပြီရော အဲ့မှာဆောက်မယ် မရဘူးလေ ။ဟောမင်းမ ဟောအေး ဒီတော့ရုပ်ပြန်ပြီကွာ အဲ့လေးငါပြောတာ ဟဲ့နေပြောဒီဆိုင်လား အေးဟုတ်တယ်လေ TikTok မှာအရန် trend ဖြစ်နေလေ ဟုတ်တယ်တိကျထွန်းလေးတွေဆိုလဲသူက try အရန်သဘောကျတာဒီဆိုင်မှာငါ ခရစ်စမတ်တကယ်ကြီးနေတာ အော်ဓာတ်ပုံရိုက်ပြန် ။တော့ရိုက်ပြရလားမသိဘူး။လေးကြည့်မယ်ရ။ ရမှာပါမြန် ဒီဆိုင်မှာတော့ဆောက်ရနော် ဆိုင်ပြင်စရတယ်တက်ရက်နေရမှာနော် ရှိတယ်ပုံရှိတယ် တက်ရက်ပဲဟောစီတာ တည့်ရက်လေးလက်ထား ညခုမှလာပြောနောက်ကြတယ်ပေါ့ အေးလို့ အေးဟိုမှာယူလို့ အေးအားငါတို့ကြိုက်ပေါ့ ကဲဒီမှာပုံရှိတယ်ဒီစနေပုံဝယ်ချက်နေနေ ငါဝယ်မှာ ပြဆုံးဆုံးလေးလေး အများကြီးငါဝယ်မှာ ဟောကြည့်မလား တကယ်ချင်း ။ဟိုလေးဆိုပြီးရရှိ ဟဲ့ငယ်ချင်းညီတို့တွေပစ္စည်းဝယ်လို့လည်းတိမ်မိုးပြောင်းဒါမှကိုယ်တစ်ဆောင်ရမှာဟာ သိပါနဲ့ဟာမြန် ။ဒီပါဟာနေရမယ်ငါတို့လည်းတသိဖို့ပြအောင်ဝယ်မှာအဲ့မှာငါတို့ပုံရမှာ ဟုတ်ကောင်တော့မတော်ရှင်းကြအောင် ညဝယ်ပြီးတော့မြင်တော့စီမယ် ။ဒီအဲ့ဒါငါပစ္စည်းလေးကြည့်လာပြရ လေးလိုက်ကြည့်လိုက်လိုက်ကြည့်လိုက်ငါတို့ကိုယ်ဝင်သွားယူပါလား ။အဲငါပစ္စည်းလေးအဲ့ထဲမှာနော် လေးပါပါတယ်နေရလေ ငါနေကို ငါကိုကောင်းတာယူပါမှာ ဟဲလိမ်မော်ရောင်နဲ့လိမ်မော်သေးငါလိုချင်တဲ့ service rate အရန်လာတာလေ ဟုတ်တယ်နေလို့စင်နဲ့လိမ္မော်သီးလည်းရှိတယ် ငါပေါက်မှာအဲ့ဒါ ဟဲနင်းငါတို့ဒီဒါလေးလိုချင်တာ iPhone 7အဲ့ဒါပပရှက်လေးဆိုတော့ငါအဲ့ဒါလေးရချင်လိုက်တာဟာ ဟာမင်းတို့နှစ်ယောက်နေလိုချင်တာငါမသိဘူးငါလိုချင်တာတော့ငါဇလန်တွေလည်းရိုက်တယ်ဘလော့တွေရိုက်တယ်ဆိုတော့ Osmo Pocket 3ကငါလိုချင်တယ်ကွာအဲ့ဒါလေးပေါက်တော့ဘလော့ကောင်းတယ်ကွာ အေးပါဟဲအေးပါပေါက်မှာပါနေရ ဒီကွာငါတို့ဒီ7အဲ့လေးရရင်ကျင်တတ်ပြီ ငါတော့လိမ်မော်သေးပဲလို့ရှင်တာ ငါကတော့ main ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ driver hand tire လေးပဲငါလိုချင်တာ အဲ့ဒီလိမ်မော်သေးကငါအတွက်ပဲဟမ် ကျင်းသိတယ်မင်းတို့ဟာနေမင်းတို့ကပေါက်ချင်ပေါက်ချင်တယ်ငါတော့ Osmo Pocket 3ကငါတော့ပဲရော iPhone 7အဲ့ငါရမှာ ဘာညွှန်လေ လိမ်မော်သေးငါရမှာ အခုပေါက်တဲ့ကန်ဆယ်မဲလေးလောက်လိုက် ညညလေးအကိုတသိန်းမိုးဝယ်ထားရင်တော့အကိုလက်မှတ်တစ်ဆောင်ဖြတ်ပေးရမယ်နော် အေးပါဟဲ ကျင်းသိတယ်ငါဟာပဲပေါက်မှာ တမယ်လေးပြပြနာကို နာမည်ကတော့မြက်ကူကူအောင်ပါညီမလေး ကစမလေးပေါက်ကြပါစေနော် ဒီဒီပါညီမလေး7အဲ့လေးရရင်ကျင်တတ်ပြီကောင်းတော့မယ်နော် ဟာ Osmo Pocket 3ပဲတော်ပြီတော့ညီမလေး ကောင်းတော့ ဟာငါတော့ပဲအဲ့ဒါငါတော့ပဲ ဟာဟဲဒီကလည်းလူနေကြတယ် ပိုလေးလောက်ငါပဲပေါက်